ဒီတစ်ခေါက်မှာတော့ကျွန်တော်နှစ်ပိုင်းခွဲပြရမှာပေါ့နော်ပထမတစ်ခုကပုတ်ပါကိုကျွန်တော်ရောက်ခဲ့တဲ့အကြောင်းဒုတိယတစ်ခုကမက်ဆင်မှာအကြောင်းပုတ်ပါမှာတော့ Everybody was kung fu fighting ပုတ်ပါမောင်နေ result သွားလေလို့ရတယ်တောင်ကလပ်တက်ကိုသွားပို့ပြီးတော့မြင့်တယ်ပုတ်ပါတောင်ထက်ဆိုရင်တော့ထောက်ဝက်လောင်းပို့ပြီးတော့နှိမ့်တယ်ဝင်းချင်းကတော့ပေးပြီးတော့အဲ့နေရာ view ကိုခန်းစားလို့ရတယ်တက်ပုံရိုက်လို့ရတယ်အောက်မှာတော့တမင်ချန်ရှိတယ်ကန်ကောင်းနေဆိုရင်တော့ဆက်လေးတွေပါတွေ့ရတတ်တယ်ဒီတမင်မျိုးစိတ်တွေက AC နေတတ်တယ်ဆိုပေမဲ့လို့ NA နဲ့ကြုံလာပြီဆိုရင်တော်တော်အပြေးမြန်တယ်မျက်လုံးကလည်း310 degree လောက်ထိလဲလို့ရတယ်နားကြတော့180 degree လောက်ထိလှည့်ပြီးတော့ direction မျိုးစုံအတန်တွေကိုနားထောင်တယ်ပုံမှန်လူတယောက်အမြင့်လောက်ကတော့သူတို့အေးအေးဆေးဆေးခုန်နိုင်တယ်မြင်းနေရတော့မစီခဲ့ရအောင်ဒီမြောက်တွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှမှာတော်တော်ပေါ်တယ်ညံအရန်ကောင်းပြီးတော့တော်တော်လေးလဲလှင်တဲ့မျိုးစိတ်တွေကိုစီယာမျက်မှန်နဲ့အုတ်ထုပ်တွေနဲ့သူတို့လိုချင်တဲ့စားစရာနဲ့လဲတတ်တယ်ချစ်ဖို့လည်းတော်တော်ကောင်းတယ်ဒါပေမဲ့သူတို့ကြိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ review ဆေးထိုးရမှာပေါ့ tourism တွေအရင်ကြီးထွန်းကားသွားတဲ့အချိန်ကျရင်တော့ကျွန်တော်တို့ဒါမျိုးမြောက်တွေကိုဒီလိုနေရာမှာလွတ်လွတ်လပ်အစာကျွေးလို့ရမှာတော့မဟုတ်တော့ဘူးအဲ့မှာမြောက်စာရောင်နဲ့မက်ဆင်မာဆိုရဲအမျိုးသမီးတယောက်ရှိတယ်သူနဲ့ဆုံတဲ့အချိန်တုန်းကတော့ကျွန်တော်တော်တော်ငယ်အောင်ပဲသူကလမ်းလျှောက်ရင်အရင်တိုင်းပဲတွတ်တက်လေးလျှောက်တယ်ဝင်ရင်ပေးရတဲ့နေရာတွေမှာလည်းသူ့ကြောင့်ပေးစရာမလိုခဲ့ဘူးပေါ့နော်9000ဘိုးလောက်ရှိတဲ့မြောက်စာရဲလည်းလာပေးပြီးတော့ကျွေးခိုင်းတယ်ပြီးရင်ပတ်စံလည်းပြတ်မတောင်းကျုံမျိုးကိုရောက်ရင်အဲ့လောက်ထိအဲဝေးကျင်နေပါမလားဆိုတာမသိကြပဲမဲ့လို့အပြန်မှာလည်းသူရှိတဲ့ရက်ကိုလာလဲတွေ့ကြမို့လို့လက်ဆောင်ချင်းလေးပါထည့်ပေးလိုက်သေးတယ်ဆိုတော့ပုတ်ပါကိုရောက်လို့မက်ဆင်မာနဲ့ကြုံကြိုက်ခင်ကျွန်တော်တတိရတဲ့အကြောင်းကျွန်တော်အရန်လဲကျေးဇူးတင်တဲ့အကြောင်းစကားလေးပါပေးပါမြောက်စာလဲဝယ်ပေးပါဒီဗီဒီယိုပြလိုက်လို့ကျွန်တော်တို့မှတ်မိရဆိုရင်မြောက်စာလဲအပိုပေးလိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ဆင့်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြတာပေါ့